တောင်ကိုရီးယားနိုင်ငံတဝန်း25မိနစ်ကြာတိတ်ဆိတ်ငြိမ်သက်ရမည်ဒီကြာသပတေးနေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့လေယာဉ်တွေမစင်းသက်ရကားဟွန်းတီးတန်မမီရဆောက်လုပ်ရေးစုညံတန်တွေမမီရဆိုပြီးအရာအလုံး25မိနစ်ကြာတိတ်ဆိတ်ငြိမ်သက်ပေးရပါမယ်အဓိကအကြောင်းရင်းကတော့ကျောင်းသားကျောင်းသူ9သိန်းခွဲကျော်ဝင်ရောက်ဖြစ်ဆိုနေတဲ့ကိုရီးယားရဲ့အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆူနန်ရဲ့အင်္ဂလိပ်ဘာသာ listening ဖြစ်ဆိုချိန်25မိနစ်ကြောင်းပဲဖြစ်ပါတယ်ဆူနန်အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဟာတောင်ကိုရီးယားနိုင်ငံရဲ့တက္ကသိုလ်ဝင်ခွင့်အတွက်အလွန်အရေးကြီးတဲ့စံပြုစာမေးပွဲတစ်ခုဖြစ်ပါတယ်။ယင်းဟာကိုရီးယားပညာရေးစနစ်ရဲ့အဓိကအကျဆုံးစိတ်ပိုင်းတစ်ခုဖြစ်ပြီးတဦးချင်းစီရဲ့အနာဂတ်လမ်းကြောင်းကိုများစွာဆုံးဖြတ်ပေးနိုင်တဲ့စာမေးပွဲကြီးတစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။ကျင်းပချိန်ကတော့နှစ်စဉ်နိုဝင်ဘာလ၏တတိယမြောက်ကြာသပတေးနေ့တွင်ကျင်းပလေးရှိပါတယ်။စာမေးပွဲစစ်ဆေးချိန်မှာအနားယူချိန်နေ့လည်စာစားချိန်တို့အပါအဝင်နာရီပေါင်း8နာရီခန့်ကြာမြင့်ပါတယ်။အဲ့ဒီစာမေးပွဲကိုကိုရီးယားလူမျိုးတို့ကဒင်းနိုဘွား၏အရေးကြီးဆုံးသောနေ့တစ်နေ့အဖြစ်သတ်မှတ်ကြပါတယ်။စာမေးပွဲဘာသာရပ်တွေကတော့ကိုရီးယားဘာသာတင်ချာအင်္ဂလိပ်စာကိုရီးယားသမိုင်းနိုင်ငံခြားဘာသာစကားတရုတ်စာရင်းကိုမရွေးချယ်ပဲနေလို့ရပေမဲ့တက္ကသိုလ်ဝင်ခွင့်လိုအပ်ချက်အရရွေးချယ်နိုင်ပါတယ်။အဆိုပါစာမေးပွဲဟာကမ္ဘာပေါ်တွင်အခက်အခဲဆုံးနဲ့အပြိုင်ဆိုင်များဆုံးစာမေးပွဲများထဲမှတစ်ခုဖြစ်ပါတယ်။ကျောင်းသူကျောင်းသားများဟာထိုစာမေးပွဲအတွက်နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်လေးရှိပြီးပုဂ္ဂလိကကျူရှင်များနဲ့စူးစမ်းကြပါတယ်။အဆိုပါဝင်ခွင့်စာမေးပွဲရမှတ်ဟာအနာဂတ်အလုပ်ကိုင်နဲ့လူမှုအဆင့်တန်းဘဝကိုပါအကြီးအကျယ်တက်ရောက်နိုင်စေပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့တောင်ကိုရီးယားလူဖွဲ့စည်းအတွက်တော့ချေဘိုးလို့ခေါ်တဲ့မိသားစုပိုင်ကြီးမားတဲ့လုပ်ငန်းစုကြီးတွေမှာဝန်ထမ်းအဖြစ်ဝင်ခွင့်မရမှပါကလူဖြစ်ရှုံးပြီဟုအများစုကယူဆကြပါတယ်။တစ်ဖက်မှာလည်းလူငယ်တွေအတွက်ဘဝဖိအားများအခွင့်အလမ်းမညီမျှမှုနဲ့ဂုဏ်တုဂုဏ်ပြိုင်မှုတွေကြောင့်စစ်မှန်တဲ့ပျော်ရွှင်မှုဟာတဖြည်းဖြည်းပိုမိုရှားပါးလာကြောင်းစစ်တမ်းများကဖော်ပြလျက်ရှိပါတယ်